တွေ့တာမှုကင်း၍လွတ်မြောက်ခြင်းအပိုင်းသုံးတရားဒေသနာတော်ဒီကနေ့ဒီတုတ်တန်လေးကိုပြီးသက်နာယူချရအောင်တဏှာသင်္ခယဝိမု ക്ത တဏှာကင်း၍လွတ်မြောက်ခြင်းသူရဲ့အဓိပ္ပာယ်စစ်မှန်ကတော့ဝိမု ക്ത ဆိုတာလွတ်မြောက်သူတဏှာသင်္ခယဆိုတာတဏှာကိယနိဗ္ဗာန်ကိုအာယုံပြု၍လွတ်မြောက်သူလို့ဒီလိုအဓိပ္ပာယ်ရတယ်သို့တော့ဒီဘက်နာမည်ပေးတာတော့အလွယ်မှတ်ဖို့အတွက်တွေ့တာမှုကိ၍လွတ်မြောက်ခြင်းလို့ပေးလိုက်တာနော်အဲ့တော့ဒီဘက်တည်းရဲ့မတူဘူးလို့မှတ်လွတ်မြောက်တယ်ဆိုတာတွေ့တာမှုကလွတ်မြောက်မှာတကယ်လွတ်မြောက်မှုဖြစ်တယ်ကိရိတာထဲမှာတွေ့တာမှုကိရိတာကအပြင်းထန်ဆုံးအလုံးလုံးဆုံးလို့ပြောအောင်အဝိဇ္ဇာနဲ့တဏှာအစစ်မှမတွေ့ရအောင်ဖုံးကွယ်ပေးတာဒါသူ့အလုပ်ပဲသူကကာပေးတာပဲရှိတယ်နော်ကာပေးတာအမှန်မမြင်အောင်သူကကာပေးလိုက်တယ်လို့သူကတဏှာသာဖြစ်တယ်လို့တဲ့အရာတဏှာသာဖြစ်တယ်အဝိဇ္ဇာကကာယုံကာပေးတာတဏှာကအဝိဇ္ဇာကပေးထားလို့အမှန်မမြင်နဲ့အာယုပေါ်မှာတွေ့တာတွေ့တာမှုကိုအကြောင်းပြုပြီးတော့သိမ့်ပိုက်တယ်တွေ့တာမှုကိုအကြောင်းပြုပြီးရဖို့ကြိုးစားတယ်သိမ့်ပိုက်တယ်အဲ့ဒီကနေစပြီးတော့အကုသိုလ်တွေဆက်တိုက်ဖြစ်သွားတယ်သူ့နောက်ကတတိတည်းညှိလိုက်လာတာစဉ်းစားကြည့်လေတွေ့တာမှုတဏှာဖြစ်တဲ့နောက်မှာပြဿနာတွေကတစိတည်းညှိဘာပြဿနာလို့ဆိုကိလေသာတွေဖြစ်တာကိုပြောတယ်နော်ကိလေသာတွေဖြစ်လာတွေ့တာမှုကိုအကြောင်းပြုပြီးတော့ရချင်လာတယ်ရဖို့ကြိုးစားတယ်အဲ့ဒါတွေအလောတွေ့တာမှုကစားတာရဖို့ကြိုးစားတယ်ဟုတ်တာဖြစ်စေမဟုတ်တာဖြစ်စေလုပ်တယ်ရပြီးရောဆိုပြီးတော့ကြိုးစားအထောက်အကူတွေလုပ်တယ်အဲ့ဒါကြောင့်မလို့ဘဝကြီးကိုဖန်တီးပြီးတော့ဒီဘဝကနေနောက်ဘဝတစ်ခုအနေဟိုနောက်ဘဝတစ်ခုကိုခေါ်ဆောင်သွားသူဟာဘယ်သူလဲဆိုရင်တဏှာပဲဖြစ်တယ်တဏှာကဥဆောင်တယ်လို့တဏှာကိုဘဝနိတိလို့ဘဝကိုဆောင်ဖို့တဲ့အရာဖြစ်မြတ်စွာဘုရားကဟောတာဖြစ်တယ်လောကတရဝရီဟာဒီဘဝကနေဟိုဘဝကူးသွားတာတွေဟာတဏှာဆိုတဲ့အဖို့နဲ့သွားတာပဲဖြစ်တယ်နော်ခြေကျော်ကလည်းတဏှာရဲ့ခြေကျော်ပဲပုရုဇဉ်နဲ့အလုံးကတဏှာကျွံဘဝကလွတ်ချတဏှာခိုင်းစီရတဏှာဆွဲရနောက်လိုက်နေကြတာကောတိတိသာသာရောမတိမသာရောတေချာမကြည့်ရင်သူကလူညာနဲ့တိမ်မွေးသူလက်ချက်လို့မထင်ရဘူးသူကိုကောင်းစားအောင်လုပ်တယ်လို့ထင်ရတယ်တဏှာဟာအလုံးပါနတ်တဲ့ပေါ့တရမှုကိုကြောက်ပြပြီးဘယ်ကိစ္စပဲဖြစ်ဖြစ်ဟုတ်တာလို့မဟုတ်တာလို့တာလဲကိုယ့်အတွက်လို့ဆိုပြီးတော့ရှင်းတတ်နေတာပဲနော်အဲ့ဒါတဏှာရဲ့ဥဆောင်မှုတွေပေါ့ဒုက္ခနဲ့ဒုက္ခလို့နှမျိုးရှိတယ်လူကြိုက်တာကဒုက္ခမကြိုက်တာကဒုက္ခဒုက္ခဆိုတာကြိုက်တာရဖို့အတွက်တော့တဏှာကရှေ့ဆောင်ထင်းရှားရှားလူလုံးထွက်ပြတယ်ပေါ့တဏှာကသူကရှေ့ဆောင်လိုက်တယ်ဒုက္ခသူ့ကြိုက်ပဲလေဒုက္ခနဲ့ကြသူကရှေ့ထွက်လာတယ်အဲ့ဒါကြောင့်ဒုက္ခနဲ့ပတ်သက်လာလို့ရှိရင်တဏှာကရှေ့ဆောင်ပြီးတော့အဝိဇ္ဇာကနောက်လိုက်နောက်တစ်ခါဒုက္ခကိစ္စကြတော့အဝိဇ္ဇာကဥဆောင်လိုက်တယ်ဒုက္ခမှမသိအောင်ကာပေးလိုက်တယ်အဲ့တော့တဏှာဒုက္ခလည်းကြိုက်တော့တယ်အဓိကတော့လုံးတဲ့တဏှာပဲဒုက္ခဘေးနဲ့တိုက်ရိုက်လုံးတာအဝိဇ္ဇာကဒုက္ခကိုမမြင်အောင်ကာပေးတယ်ကာပေးလိုက်တော့တဏှာကအကြိုက်ဖြစ်သွားပြန်တဏှာပဲလုံးတာပဲအကုန်လုံးကတော့ဒါကြောင့်ပရိစ္ဆေသမုပ္ပါမှာမူလနှစ်ဖြာဆိုပြီးအပြစ်နှစ်ခုအနေနဲ့ဟောတာအဲ့ဒီသဘောဒါတိတိကျကျစဉ်းစားလို့ရှိရင်အဓိပ္ပာယ်ပေါ်ပါတယ်နော်တိကျစအဲ့တော့သူ့လို့ကိုသူမှတ်တယ်
အဝိဇ္ဇာရဲ့အလုပ်ကအမှန်တဘာဝမပေါ်အောင်ကာပေးတာအဝိဇ္ဇာဆိုတော့တရားမဟုတ်ဘဲနဲ့တရားလို့ထင်နေအောင်လဲစားပေးထားတယ်ဝိဇ္ဇာငါမဟုတ်ဘဲနဲ့ငါလို့ထင်အောင်ကိုယ်ပိုင်နာမဟုတ်ဘဲနဲ့ကိုယ်ပိုင်နဲ့လို့ထင်အောင်ကာပေးနေတာအဝိဇ္ဇာကာပေးနေသည့်အတွက်ကြောင့်တဏှာကလိုက်ပြီးတွေ့တာတယ်မှန်မသိလို့တွေ့တာပဲဖြစ်တယ်ဒါကြောင့်အဝိဇ္ဇာနဲ့တဏှာဟာပရိစ္ဆေသမုပ္ပါဒ်မှာဥဆောင်တယ်ပရိစ္ဆေသမုပ္ပါဒ်ဥဆောင်တယ်ဆိုတာဘဝကိုဥဆောင်တော့ပြောတာအကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်ပြီးဆုံးတာအဲ့ဒါကြောင့်တဏှာသင်္ခယဝိမု ക്ത တွေ့တာမှုကင်းမှလွတ်မြောက်နိုင်တယ်တွေ့တာမှုမကင်းအဲ့တော့တွေ့တာမှုကင်းအောင်ပါလို့အမှန်မြင်အောင်လုပ်အောင်တွေ့တာမှုကင်းမှုအတွက်ပါလို့အဝိဇ္ဇာကိုဖယ်ရအဝိဇ္ဇာဖယ်တာဟာမှန်မြင်လာတာဖုံးကွယ်ထားတာတွေအကုန်လုံးဖြုတ်ဖယ်ရှားပြစ်လိုက်တဲ့အခါမှာရှင်းရှင်းလင်းလင်းကြီးအမှန်သိသွားတယ်အဲ့ဒါအဝိဇ္ဇာကဝိဇ္ဇာဖြစ်သွားတယ်ပေါ့နော်အဝိဇ္ဇာကိုဖယ်လိုက်တဲ့အခါမှာအသိဉာဏ်ညာအဲ့ဒီအသိဉာဏ်နဲ့ကြည့်တဲ့အခါကျတော့အမှန်တရားကိုတွေ့တယ်ကမ္မထာအထုတ်တာဘာလို့အထုတ်တာတော့အမှန်တွေ့ကိုအထုတ်တာကိုအထုတ်တာကိုအမှန်တွေ့လားမတွေ့လားဒါကိုအဓိကထားကမ္မထာအထုတ်လို့စိတ်ပြီးငြိမ်နေတယ်ရှင်းနေတယ်ဆိုတာတဏှာလာနေကြတာပဲနော်ယတုကိုယတုမှမသိမပွေးကိုကဘာပိုက်တဲ့ဆာရပြောခေါ်တာပဲသူကအလုံးသိဝေးတယ်အလုံးပန်းတ်တယ်ကိုချိုးစီပွားလို့ထင်အောင်လုပ်ထားတယ်အဲကြောင့်အဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာရှင်းပြရတာသူတို့နှစ်ခုစလုံးကလေးကဖယ်ရတယ်သူတို့တခါတည်းနဲ့မပြောက်ဘူးဆိုလိုတာကဆေးကိုလေးခွက်တိုက်မှပြောက်တဲ့ဟာတစ်ခွက်တည်းနဲ့မရဘူးသောတပတိပဲနဲ့အပြောတော့လို့ရတယ်တဂရကပိပဲနဲ့အပြောတော့လို့ရတယ်အနာကပိနဲ့ပဲနဲ့နော်ရှေ့ပိုင်းကြီးမားတဲ့အဆင့်တွေကိုဖယ်ရှားပြတယ်ဒါတပည့်တဲ့ကြတော့ကျွမ်းကျင်ရှောက်ဖယ်ရှားပြတယ်ဒါတော့တမယဟနာပုဂ္ဂိုလ်မှာဝါဒနာဆိုတာလေးချက်ရတယ်လောဘရဲ့စရိုက်တွေ့တာမှုရဲ့ဝါဒနာလေးချက်ရတယ်ဖျားကလွဲရင်ကျန်တဲ့ပုဂ္ဂိုလ်ရဲ့ဝါဒနာဆိုတာကိလေသာရဲ့အရှိန်တတ္တိလေးဖိယပလင်းနဲ့ဖိယတွေကိုသုံးပြလိုက်ပြီပဲလို့အနတ်လေးကြံသေးတယ်နော်အပြာရေးပလင်းနဲ့ငါပြရေးတွေသုံးပြလိုက်တယ်အနတ်လေးတော့ကြံသေးတယ်အဲ့တော့ကိုယ်တတော်ရှိတဲ့ကိလေသာတွေကိုရှင်းပြလိုက်တယ်အနတ်လေးကြံနေတယ်အဲ့ဒါဝါဒနာလို့ခေါ်တယ်နော်ဝါဒနာဆိုတာအနတ်တက်ကလေးကြံနေတယ်ကိလေသာရဲ့တတ္တိလို့ဒီလိုတွေပဲသူရဲ့တတ္တိလေးကြံနေတယ်ယဟန္တာပုဂ္ဂိုလ်တော်မှာပဲဝါဒနာမပယ်နိုင်တော့မဟာယာနကိုင်နေယဟန္တာမှာကိလေသာမကုန်သေးဘူးလို့တော့ပြောချင်တာသူတို့ကမဟုတ်ဘူးဝါဒနာပါဖယ်နိုင်တာတော့သစ္စာဖြစ်အပ်ပါပဲရှိတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကဝါဒနာတော့ကျန်တယ်သို့တော့အဲ့ဒီဝါဒနာဟာအရက်ဆိုရင်ဘူးလောက်အောင်မဟုတ်တော့ဘူးပေါ့လေနော်နာမည်ရမူးမှမဟုတ်ဘူးပေါ့အဲ့ဒါဆိုလို့ရတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားဒီတရားကတဏှာသင်္ခယဝိမု ക്ത တဏှာကုန်းသွားတဲ့နိဗ္ဗာန်ကိုအာယုံပြုလိုက်မှလွတ်သွားတဲ့နောက်ဆုံးလွတ်မြောက်မှုနောက်ထပ်ပြန်ပြီးတော့လွတ်เสียမရှိတော့နောက်တာအပိသက်ပဲအလုံးရဲ့ထွတ်ထရောက်သွားတဲ့ကျင့်စဉ်အဲ့ဒီမှာသီလဝိတ္တုစေတဝိတ္တုရှေ့ပိုင်းကသိယူမှတ်သားခြင်းဒီအစစ်တွေကိုကြော်လိုက်ပြီးတဲ့အခါမှာထေတိဝိတ္တုစခန်းကနေစလိုက်တယ်သဗ္ဗေဓမ္မာနာလပိတိဝေဒယကိုယ်တဏ္ဍမှာရှိတဲ့ယုတ်တရားပဲဖြစ်ဖြစ်နံတရားပဲဖြစ်ဖြစ်ဖေတရားပဲဖြစ်ဖြစ်ငါဟာငါပိုင်နေငါလို့တွေးထင်မှတ်သားထားဖို့မသိတဲ့တရားတွေဖြစ်တယ်မသိဘူးဆိုတာမလုံးနဲ့လို့ပြောတာကိုယ့်ဟာလို့မထင်လိုက်နဲ့မထင်နဲ့အဲ့ဒီအထင်ရှိသိမထားနဲ့လို့ပြောဒီအထင်ကိုဖယ်ရှားပြဒီဖယ်ရှားတဲ့အဆင့်ကိုလည်းဘယ်တော့ခဲနေလဲလူတိုင်းဟာဖယ်ဖို့ဆိုတာလွယ်နေဖယ်လို့မရဘူးတာအဲ့ဒါကြောင့်အဲ့ဒီလိုပထမဖယ်ရမယ်တဘာဝဓမ္မ
ကိုယ်တဏ္ဍမှာရှိတဲ့ယုတ်တရားနတ်တရားခန္ဓာ၅ပါးအာယနာ7ပါးဒါ18ပါးဆိုတဲ့ထိတဘာဝတရားတွေကိုငါဟာလို့ဘယ်တော့မှမတွေ့နဲ့တွေ့မထားနဲ့ဘာကြောင့်တွေ့မထားနဲ့တော့ဆိုတာကိုထင်ထားတဲ့အတိုင်းတစ်ခုမှမဟုတ်လို့အတုရောက်နေတာဖြစ်နေလို့မင်းဒုက္ခရောက်လိမ့်မယ်နန္တိသမုဒယဒုက္ခသမုဒယောပြဿနာတွေကြိုက်တက်လာလိမ့်မယ်တက်တာမှုကြောင့်ပြဿနာမျိုးစုံတက်လာလိမ့်မယ်ဒုက္ခမျိုးစုံတက်လာလိမ့်မယ်ဒါကြောင့်သူ့ကိုလက်မခံနိုင်လို့ပြောတယ်ဒီမှားနေတဲ့အတွေ့ကိုဖယ်လိုက်မှားနေတဲ့အတွေ့ကိုဖယ်ပြီးတော့အမှန်သိအောင်ကြိုးစားဖို့အတွက်တော့ဆက်ပြီးတော့မြတ်စွာဘုရားပြေတာသောတပ္ပံဓမ္မပိသနာတိသဗ္ဗေဓမ္မတရားအလုံးဆိုတာယုံနာကိုပြောတာဒုက္ခသစ္စာကိုပြောတာခန္ဓာ၅ပါးကိုပြောတာအာယတနာ7ပါးကိုပြောတာအဲ့ဒီသဗ္ဗဓမ္မကိုအပိသနာတိသမ္မန်တိယုတိစင်မဟုတ်ဖ ೇನೆ သူ့ရဲ့တဘာဝအတိုင်းသိတာညာတပညာလို့ခေါ်တယ်နော်ရှုပ်ကိုရုပ်အနေနဲ့ပဲသိတယ်နာငုံနာနဲ့ရှုပ်ကိုငါလို့ထင်နေတယ်ငါလို့ထင်တာဒါအမှားတဲ့အသိပဲသူတို့ကလို့ထင်နေတာမှားတဲ့အသိပဲရှုပ်ကိုရုပ်လို့ပဲသိနာငုံနာလို့ပဲသိသူ့တဘာဝရှိတယ်သူ့မှာလက္ခဏာတွေရှိတယ်လေအမှတ်သားလက္ခဏာတွေရှိတယ်အဲ့ဒီအမှတ်သားလက္ခဏာအတိုင်းသိရမယ့်ယုတ်တိနန္ဒီကိုသိတယ်လို့ပြောအဲ့ဒါသိအောင်လုပ်လို့ပြောတာပဲဗျာသောတပ္ပံဓမ္မအပိသနာတိညတပရိညာနဲ့သိတယ်ဒီတရားတွေဘာကြောင့်ဖြစ်တယ်ဆိုတာသိတယ်ဒီလိုသိပြီးတဲ့အခါတပ္ပံဓမ္မအဘိညာယအဲ့ဒီရှုံးတဲ့တရားသင်္ခါရတရားတွေကိုသိရှိပြီးတဲ့အခါမှာတပ္ပံဓမ္မပရိစ္ဆာနာတိပရိစ္ဆာနာတိကြတော့ဘာကိုပြောတာတော့ဆိုသမဉ္ဇလက္ခဏာလို့ခေါ်တယ်အလုံးနဲ့ဆိုင်တဲ့ universal characteristic universal characteristics တော့ဝတ္တရားမှန်သမျှသည်ဖြစ်လာပြီးတဲ့နောက်ယတ္တပြီးမနေဘူးပြတ်သွားတယ်ဒါသူ့ရဲ့ characteristic နေကြီးကထွက်လာတယ်ပြီးဝင်သွားမှာပဲနော်သူဟာမွေးလာတယ်ပြီးတည်သွားမှာပဲပန်းနေပွင့်လာရင်ပြီးကျွေးသွားမှာပဲတတိတွေတီးလာရင်ပြီးမဲ့ပုံမှာပဲအားလုံးအဆုံးသက်ရှိတယ်လေဆုံးမတတ်တာတခုမှမရှိဘူးလောကကြီးမှာအားလုံးအပြည့်တည်းရှိတယ်အပြည့်တည်းမရှိခင်လူတွေထင်ရာထူးကြီးကြီးရထားတဲ့ပုဂ္ဂိုလ်ကလည်းရာထူးကထွက်ရတဲ့ဆက်ရှိတာပဲအဲ့ဒါများဆိုချမ်းသာတဲ့လူကလည်းအလုံးထားခဲ့ရတဲ့နေရှိတာပဲပျော်ရွှင်ရတဲ့အချိန်တွေကလည်းနောက်ဆုံးမရှိခုကြည့်လေ1384ခုကုန်သွားပြီလေကုန်သွားပြီးတော့1385ဆိုတဲ့မှတ်တိုင်တစ်ခုရောက်လာဒါပြီးတော့တာပဲလေပြီးတော့ရင်နောက်တစ်ခုလာပြန်ဒီနောက်တစ်ခုလည်းပြီးအောင်မှာပဲအဲ့တော့ဘယ်ရမှာယတ္တနေတာမဟုတ်ဘူးလို့သိတာကိုပရိစ္ဆာနာတိသောထုတပ္ပံဓမ္မရှုံးတဲ့တရားအလုံးကိုအဘိညာယသူ့တဘာဝအတိုင်းအမှန်တရားအတိုင်းသိရှိနာလဲပြီးတဲ့နောက်မှာတပ္ပံဓမ္မရှုပ်တရားနန္တရားခန္ဓာမှာရှိတဲ့တဘာဝအစစ်မှန်တရားတွေကိုပရိစ္ဆာနာတိဘယ်ဟာမှမပြေဘူးအလုံးဟာစိတ်ပြည့်စရာကောင်းတယ်အလုံးဟာကိုလုံးနေတာတခုမှမရှိဘူးဆိုတဲ့အဓိကတော့အနိစ္စအဓိကပါနော်အနိစ္စမြင်ကြတာတွေမြင်သွားတယ်တော့အလုံးဟာအပြည့်သက်ရှိမယ်ဆိုတာဒီလိုသိတာကိုပရိစ္ဆာနာတိလို့ခေါ်တယ်ဒါကိုပရိညာသုံးမှတ်နဲ့ပြောတော့တိရဏပရိညာမမြဲဘူးဆိုတာသူသိတာဆုံးဖြတ်တာစိတ်ထဲဘယ်ရမှမမြဲဘူးအစာရှိရင်ဆုံးရှိမယ်အသက်ရှိရင်ကြာရှိမယ်ဒီတော့ဘာတရားရနော်ဝင်လာရင်ထွက်ရမယ်အဝင်ရှိရင်ထွက်ရှိတယ်ဟောတခုအလုံးဟာဘယ်မှဟိုပြီးတယ်မဟုတ်အလုံးဟာသွားနေမှာပဲအဲ့ဒီတော့ကိုသိတာကိုပရိစ္ဆာနာတိပိုင်းခြားခြားသိတယ်ဒီအသိနှစ်ခုအဘိဇာနာတိကခါတိုင်းသိတာနဲ့မတူတဲ့ထူးခြားတဲ့အသိနဲ့သိတယ်ညတပရိညာပရိစ္ဆာနာတိပိုင်းခြားခြားသိတယ်တော့မဟုတ်ပရိစ္ဆာနာတိတဘာဝကိုသိမ့်ပိုက်ပြီးတဲ့နောက်မှာသူ့ရဲ့အနေထားတိုင်းပိုင်းနိုင်သိတယ်အနေစာလို့သိတာအဲ့ဒါအတိရဏပရိညာလို့ခေါ်တယ်အဲ့ဒီပရိညာနှစ်ပါးကိုမြတ်စွာဘုရားကစကလုံးလေးဝါကြလေးတစ်ခုနဲ့ပြောထားနော်
အကြလေးတခုနဲ့ပြောတာဒါနားလည်ပြီးတဲ့ပုဂ္ဂိုလ်တွေကိုခေါ်တာလေအဲ့ဒီချင်းနေတယ်အနတ္တလက္ခဏာတော့နော်ဒီဓမ္မမနေသောဟမတဝိနမေသောအတ္တတိသမ္မာပညာယထထပံဆိုအနေသဗ္ဗေဓမ္မနာလာပိဋိဝေဒယအတူတူပဲနော်ယုတ်တရားကိုငါဖြစ်မှုဆိုတာလေးတည်းမတွေ့နဲ့ငါဟာလည်းမဟုတ်ဘူးငါရဲ့ဖြစ်မှုလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့မင်္ဂနဲ့အသိဉာဏ်နဲ့မပါလို့ဆိုတာအဲ့ဒီအနတ္တလက္ခဏာတော့ပါတယ်အဲ့ဒီစကားတဲ့သဗ္ဗဓမ္မပိဿနာတိနဲ့တူတူပဲသဗ္ဗေဓမ္မနာလာပိဋိဝေဒယနဲ့တူတူပဲအဲ့ဒါတို့သိတော့ပါဖြစ်တော့ရူပတ္တမိတ်ပိနိဗ္ဗိတတိအဲ့ဒါဝိပဿနာဖြစ်တယ်နော်အနိစ္စဒုက္ခအနတ္တမြင်ပြီးတော့ဝိပဿနာဉာဏ်နဲ့နိဗ္ဗိတတိဆိုတဲ့စကားလုံးလေးတစ်လုံးနဲ့ဝိပဿနာအကြောင်းကိုပြောပြတာဗျာနိဗ္ဗိနံဝိရစတိညီကိုပါများရင်တွေ့တာမှုပြတ်သွားလိမ့်မယ်အဲ့ဒါ message ဖြစ်တာပြောတာနော်ဝိရာကဝိဘုစတိအဲ့ဒါဖြစ်ပြီးမင်းလွတ်ပြီးတဏှာသင်္ခယဝိဗုဒ္ဓလမ်းစဉ်ကိုအနတ္တလက္ခဏာသုံးမှလည်းပဲစကလုံးကျင်းချင်းလေးနဲ့ဟောတာသမ္မာပညာယထထပံကျင့်ဘာဖြစ်လဲနိဗ္ဗိတတိညီငွေရင်ဘာဖြစ်လဲဝိရစတိတွေ့တာမှုမရှိတော့တွေ့တာမှုမရှိရင်ဘာဖြစ်ဝိဘုစတိလွတ်မယ်တူတူပဲမြတ်စွာဘုရားဟောတာဘယ်နေရာဖြစ်ဖြစ်ဒီတိုင်းကြီးပဲစကလုံးကျင့်ချင်းလေးဟောတာအခုလည်းကြည့်သဗ္ဗံဓမ္မံပရိညာယအဲ့ဒီလိုအနိစ္စဒုက္ခအနတ္တလို့သိပြီးရင်ရှင်မောက္ကလန်ကိုကမ္မထာအလုပ်ပေးတာဒီမှာသို့မဟုတ်တရားမင်းကြီးကိုဟောလိုက်တာသူတို့ကညံထက်တဲ့ပုဂ္ဂိုလ်တွေမို့ဘာကိုခေါ်လိုက်တော့ဝေဒနာနုပတနာဝေဒနာကမ္မထာကိုပေးလိုက်တာသိရမှာတော့ယုတ်တိရောနာနေရောတရားတွေသိရမှာပဲကိုယ်တဏ္ဍာဖြစ်တဲ့ထဲမှာအဲ့ဒီမှာအထီးကတိကြတော့လမ်းကြောင်းပြောက်တစ်ခုကိုပေးလိုက်ပြီတပ္ပံဓမ္မအဖိပရိညာရတယ်အလုံးဟာဘယ်မှမမြဲဘူးဆိုတဲ့အသိရှိပြီးတဲ့နောက်မှာတဲ့ယံကိဉ္စီဝေဒနာဝိထယတိဒုက္ခမှာဒုက္ခမှာအဒုက္ခမှာဒုက္ခမင်းတဏ္ဍမှာစိတ်ခံစားချက်တွေအမျိုးမျိုးရှိနေမယ်ကျင့်တဲ့စိတ်ခံစားချက်မကျင့်တဲ့စိတ်ခံစားချက်ကျင့်မှုမကျင့်မှုမထင်ရှားတဲ့စိတ်ခံစားချက်လူတိုင်းဟာစိတ်ဖြစ်ရင်ခံစားချက်ပါတာကြည့်အာယုံကြည့်ပြီးတော့စိတ်ခံစားမှုဆိုဖြစ်တယ်ခံလို့ကောင်းတာဒုက္ခခံလို့မကောင်းရင်ဒုက္ခကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးသိမထင်ရှားရင်အဒုက္ခပဒုက္ခစိတ်ခံစားချက်ကပေါ်လာတာပဲဘာမြင်လိုက်ပန်းလေးမြင်လိုက်အော်လှတယ်ဆိုစိတ်ထဲမှာပျောက်တာဒုက္ခအော်ဒီပန်းနဲ့ကိုယ်ကနိုင်လိုက်တာမလှတော့ဒုက္ခအဲ့လိုမဟုတ်ပဲတဲ့တမန်စိတ်ခံစားမှုဖြစ်အဒုက္ခပဒုက္ခထင်ရှားတာနဲ့မထင်ရှားတာဒါပဲစိတ်ခံစားမှုဆိုတာစိတ်နဲ့အာယုန်နဲ့တွေ့ရင်ခံစားမှုကလာကိုလာတယ်မလာဘူးမရှိဘူးနော်မလာနေပြီမဲ့လို့ကိုယ်မသိတာအဲ့ဒါကိုစောင့်ကြည့်ခိုင်းတာသိနေဖို့လို့တယ်အဲ့တော့ကမ္မထာထုတ်တယ်ဆိုတာပြောရမယ်ဆိုရင်စောင့်ကြည့်တဲ့အလုပ်ပဲဘာကိုစောင့်ကြည့်တာလို့ဆိုကိုယ်တဏ္ဍမှာဖြစ်နေတာကိုစောင့်ကြည့်နော်အဲ့ဒီသဘောကိုနားလည်ဖို့လို့တယ်ပေါ့အဲ့ဒီမှာတရားမင်းကြီးနဲ့ရှင်မောက္ကလန်ကိုမြတ်စွာဘုရားဝေဒနာကမ္မထာဟောမှာခုဟာတဏှသင်္ခယဆိုတာအလုံးနဲ့ချုပ်ထားပြီးတော့ကမ္မထာအာယုတစ်ခုပေးလိုက်တယ်ကဲဟုတ်ပြီအလုံးသိပြီလို့ရှိရင်စိတ်ခံစားချက်ပေါ်အာယုစိုက်လိုက်နော်စိတ်ခံစားချက်ပေါ်မှာအာယုစိုက်လိုက်စိတ်ခံစားချက်ပေါ်မှာစိတ်ထဲမှာဖြစ်လာတဲ့ခံစားခြင်းမခံစားခြင်းခြားမျိုးမသိခံစားချက်အဲ့ဒီခံစားချက်မှန်သမျှဘယ်ဟာပေါ်တဲ့ဝိပဿနာရှုဖို့တောတာတုဝေဒနာတုအနိစ္စနုပတိဝေရတိအဲ့ခံစားချက်တွေပေါ်မှာမင်းအနိစ္စလို့ရှုပြီးနေတဲ့ဟာဒါဝိပဿနာလုပ်ပေးတာပဲခံစားချက်တွေကိုဒီတိုင်းလွတ်မပြစ်လိုက်နဲ့ခံစားချက်ပေါ်လာတာနဲ့တပြိုင်နက်အဲ့ဒီခံစားချက်ဟာမမြဲဘူးဖြစ်လာတာလည်းသိရပဲပြတ်သွားတာလည်းသိရမမြဲဘူးဆိုတာဖြစ်လာတာသိလိုက်တယ်ပြတ်သွားတာလည်းသိလိုက်တယ်သူမမြဲဘူးဆိုတာတော့သိမမဲအခုနေကြီးထွက်လာတယ်ဒါဖြစ်လာနေကြီးရွေ့
ရွှေ့နေတာမသိဘူးလေတတိထားကြည့်ရင်ဩစောစောနဲ့မတူပါလားဒီထွက်တာကိုကြည့်လိုက်ရင်ရိတ်နဲ့တက်လာတာပဲလေနေဝင်တာဆိုလဲသွားနေတာပဲဒါပေမဲ့ကိုသိလားမသိဘူးအဲကြောင့်တတိစာမတမအကြီးနေတယ်မဟုတ်ဘူးကိုခန္ဓာကိုယ်ပါရှိတာပဲသွားနေတာပဲရွှေ့နေတာပဲတခုမှရနေတာမရှိဘူးအဲ့ဒီဖြစ်ပြီးတော့ပျောက်ကွယ်လာမဖြစ်ခင်ကလည်းရှိမနေဘူးဖြစ်ပြီးတော့လည်းပျောက်ကွယ်လာတယ်ခုနက9နိုင်လောက်ကစီတွေပေါင်းတွေတီးလိုက်တယ်အဲ့ဒီစီတန်မောင်းတန်တွေကအခုပဲနာရောက်နေကြတော့ဆိုငါကစီတယ်ပါဒီတန်ရှိနေမှာမဟုတ်ဘူးမောင်းတယ်ပါဒီတန်နေရှိနေတာမဟုတ်ဘူးထုံးနဲ့စိမျက်နာနဲ့မောင်းနဲ့တွေ့တဲ့အခါမှာဒီတန်ပေါ်လာပြီးတော့လေပျောက်သွားကြတယ်ဘယ်နှတော့ပုံနေကြတော့မရှိဘူးအဲ့ဒါအနိစ္စဆိုတာအဲ့ဒီသဘောကိုပြောတာအနိစ္စဆိုတာမရှိတဲ့နေရာကလာတယ်မရှိတဲ့နေရာရောက်သွားတယ်မသိရမယ့်နေရာရောက်သွားတယ်လုံးဝပြောက်သွားတာနော်1384ခုနှစ်ကုန်သွားတယ်ဆိုတာလုံးဝပြောက်သွားတာလုံးဝပြောက်သွားတာဒါရွေ့လာတာဒီအရွေ့ကြီးကိုသိနေလို့လို့ပေါ့ရွေ့နေတာအဲ့ဒီပေါ်လာပြီးတော့ပြောက်သွားတယ်အရွေ့အခုဒီနေ့85စပြီဒါစနေတာစတာရွေ့နေတာပဲနေ့ဖြင့်ငါဆို2ရက်ဖြစ်သွားတယ်ဒီဘက်က3ရက်ဖြစ်သွားတယ်တနေ့မှာ365ရက်ရှိတဲ့ထဲမှာတနေ့ကုန်သွားတာပဲလေခုံကြော်ပြီးသွားတာမဟုတ်ဘူးအဲ့ဒီအရွေ့သဘောတွေကိုအရုံပေါ်မှာတင်ကြည့်လိုက်ဒီပန်းလေးတွေဟာလန်ဆန်းဆန်းလာပါရှိရွေ့နေဆိုဘက်ကိုရွေ့အဲ့ဒီအဆိုးဘက်ရွေ့တာကိုဝိပရိနာမလို့ခေါ်တယ်ရုပ်ပြက်ဆင်းပြက်ပြောင်းသွားတာလူတွေကရောမွေးလာတဲ့ကလေးလေးကနုနုဖတ်ဖတ်လေးတနေ့သားအရွေ့တွေလေရွေ့လာလိုက်တယ်နောက်ဆုံးမှာသွားကြိုးပကြိုးဆမ်းဖြူသွားကြိုးခါကုန်းမျက်စိမုံအဲ့ဒီပဲရောက်သွားတာပဲလေအဲ့ဒါကိုဝိပရိနာမလို့ခေါ်တယ်ကျန်းလာပြီးတော့ပြတ်သွားတတိတွေရွေ့နာအားလုံးရောက်ထုတွေရွေ့နေတာအဲ့ဒါကိုပြောတာဓာတုဝေဒနာတုအနိစ္စနုပတိမဖြစ်ခင်ကလည်းရှိနေတာမဟုတ်ဘူးဖြစ်ပြီးတဲ့နောက်မှာလည်းပဲပျောက်ကွယ်သွားတယ်ထာဝရပျောက်ကွယ်သွားတာပြန်ယူလို့မရဘူးထာဝရပျောက်ကွယ်သွားတယ်ပဲဖြစ်တယ်အဲ့ဒါကိုဝေဒနာကမ္မထာနဲ့ပေးတာအဲ့တော့ကိုနှစ်သက်ရဘယ်ဟာကိုရှုလို့ရတယ်ဥပမာကိုကပထဝီဓာတ်ကိုရှုတယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍမှာရှိတဲ့မာတဲ့သဘောပြောတဲ့သဘောလေးဟာထာဝရမဟုတ်ဘူးပြောင်းလဲနေတယ်နော်ပျောက်သွားတယ်ဆိုတဲ့အမြင်တွေကိုယဉ်နေဖို့လိုတယ်ပေါ့သိဖို့လိုတယ်ပေါ့ကျွေးရှာနေတယ်တချို့ဟာတွေကြတော့ကိုကပျောက်ပြီပဲလို့ပျောက်မှမသိဘူးရွေ့နေပြီမှရွေ့မှမသိဘူးမြေကြီးဟာစီးနေတဲ့အချိန်မြေကမ္မမှာထိုင်ပြီးတော့မြေကြီးနေစီးနေတာမြင်ရတယ်သို့တော့မျက်စိလေးပြန်ဖွင့်ကြည့်လိုက်ခဏရေးမရှိတော့ဘူးသို့တော့အလားတူဖြစ်တော့လူတွေဟာရေးရှိနာပဲလို့ထင်တယ်ခဏရေးမရှိတော့ဘူးဒါကြောင့်မို့သိပ္ပံဆရာတွေကပြောတာမြေထဲမှာရေးနှခါဆင်းချိုးလို့မရဘူးဆိုတဲ့သဘောကဒါဒီအနိစ္စသဘောကိုပြောတာမြတ်စွာဘုရားကသူတို့တဲ့သာရဟာပါလေဆိုရှင်းတာနှခါချိုးလို့မရဘူးချိုးတဲ့လူကလည်းနှခါမဟုတ်ဘူးနှစ်ယောက်တယောက်တည်းမဟုတ်ဘူးဒီလူရဲ့ခန္ဓာကိုယ်ကလည်းရွေ့တာပဲနော်မြင့်ကတာရွေ့တာမဟုတ်ဘူးအဲ့တော့မြည်ရွေ့တာကိုကြည့်ပြီးကိုယ်ခန္ဓာရွေ့တာလည်းသိချက်ချင်းကြီးတော့မသိနိုင်ဘူးလေဒါနော်ထူးခြားမှုကိုမြန်အောင်ကြည့်နိုင်မှသိမှဖြစ်တယ်ပထမတော့သင်ထားရွေ့တယ်ဆိုတာသင်ထားပြီးတော့အဲ့ဒါနဲ့တွေးဟုတ်လားတကယ်ရွေ့လားဟုတ်လားအဲ့ကြည့်နော်လက်ခံနိုင်တဲ့အဆင့်ထိအောင်ကြည့်အဲ့ကြောင့်ကိုယ်တိုင်သိတယ်ဆိုတဲ့အသိဉာဏ်ဖြစ်မှာတော့ဒီသင်ကြားချက်ကအရေးကြီးတယ်ဆိုတာအရေးကြီးတာပြောတာအဲ့ကြောင့်မို့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့လေဖြစ်ပြီးပြတ်သွားတာကိုသိရမယ်အဲ့ဒါသိရတယ်လို့အာယုံသိတဲ့စိတ်ကလေးဆိုတော့ပန်းလေးမြင်လိုက်တဲ့အခါပန်းလို့သိတဲ့စိတ်လေးကျွေးသွားပြတ်သွားပြီသူလေဖြစ်ပြီးပြတ်သွားတာပဲဘယ်ရပဲဖြစ်ပြီးဆိုင်ပြီးပြတ်သွားတယ်ဆိုအနိစ္စနုပတိကိုမြင်တဲ့များတွေပေါ်မှာဘယ်ဟာမှမမြဲဘူးရွှေ့ပြောင်းနေတာပဲလို့အနုပတိဆိုတာ
အချင်းချင်းထထချိပါလို့ပြောတာတခါလည်းကြည့်အောင်လည်းမမြင်ဘူးနော်တေချာလောက်အောင်ထချိဘာနဲ့ကြည့်ရမှာတော့ဆိုညာနေနာတတိယတတိဆိုင်ပြီးတော့ပညာနဲ့ကြည့်ရမှာမျက်လုံးကြီးပြုတ်ကြည့်လို့တော့မမြင်ဘူးမြင်လို့ရတဲ့ဟာရှိတယ်မမြင်ရတဲ့ဟာရှိတယ်နော်ဒီအရွေ့ကိုမျက်လုံးနဲ့ကြည့်လို့မရဘူးအသိဉာဏ်နဲ့ပဲကြည့်လို့ပြောတာဒါအနုပတိအထက်ထက်ကြည့်ပါအနုပတိအချိန်မောင်းများစွာကြည့် 1000 times နော် million times တန်ချီတီအောင်ကြည့်အဲ့လိုမှမကြည့်ပဲနဲ့သိတယ်ဆိုတာဖြစ်နိုင်ဘူးလေအဲ့ဒါအနိစ္စအနုပတိဝိရတိဝိရာခာအနုပတိဝိရတိအဲ့တော့အနိစ္စဆိုတာနှစ်ခုပြထားတယ်မမြဲဘူးဆိုတာပြောင်းလဲသွားတဲ့ခဏအနေနဲ့မမြဲတာလားထာဝရပြောက်ွယ်သွားတာလားနှစ်ခုရှိတယ်နော်ထာဝရပြောက်ွယ်သွားလားခရခဏလားထာဝရလားနော်ဝိရာကကင်းပြတ်သွားတယ်ကင်းပြောက်သွားတယ်ဆိုတာသူ့တဘာဝပြောက်ွယ်သွားတာအဲ့ပြောက်ွယ်သွားမှုဒီခရဝိရာကလားကုံသွားလို့ပြောက်သွားတာလားအချင်းစီလို့ပြောက်သွားတာအဲ့ဒါတခုအခု84ပြောက်သွားတာချင်းစီလို့ပြောက်သွားတာနော်ချင်းစီလို့ပြောက်သွားလူတွေရဲ့သင်္ကေတထဲမှာ၄ကုံသွားပြီ9ရောက်ပြီ85ရောက်ပြီအဲ့ဒါခရဝိရာကအဲ့ဒီမှာအစ္ဆန္ဒဝိရာကဆိုတာဘယ်တော့မှပြန်မလာတော့တာနိဗ္ဗာန်မှာရောက်သွားတဲ့ဟာကြတော့ဒါအစ္ဆန္ဒဝိရာကမဉ္ဇဉ်နဲ့ကုန်သွားတာမဟုတ်သေးဘူးတဘာဝအရာကုန်သွားတာဖြစ်တယ်နေတရဏနော်နေတရဏနုပတိဖျောက်နိရောဓနုပတိနိရောဓနုပတိချုပ်သွားတယ်ချုပ်သွားတာလည်းပဲခရနိရောဓရှိတယ်သူအချိန်ကုန်လို့ချုပ်သွားတာတခုလုံးဝအကြောင်းနေကုန်သွားလို့အပြည့်သက်ချုပ်သွားတာတခုအပြည့်သက်ချုပ်တာကြတော့ဘယ်တည်းမှချုပ်လို့ရမယ်အခုကခဏချုပ်တာပြန်ပေါ်လာအောင်မယ်သူဆိုလို့ပြန်ပေါ်လာအောင်မယ်အဲ့ဒါခရနိရောဓပြန်မပေါ်တော့ဘူးအပြည့်သက်အဲ့ဒါကအစ္ဆန္ဒနိရောဓအဲ့တော့ဒီစကလုံးလေးတစ်လုံးစီရဲ့အထိပ္ပယ်ကိုမြတ်စွာဘုရားကဝိပဿနာကျင့်စဉ်ရှေ့ကဝိပဿနာကျင့်စဉ်နောက်ကမဲ့ရှေ့ကဝိပဿနာနောက်ကမဲ့အဲ့တော့ရှေ့ကပညာကဝိပဿနာပညာနောက်ကလာမဲ့ပညာကမဲ့ပညာမဲ့ပညာဆိုတာအထုတ်လို့မရဘူးမဲ့ဆိုတာဝိပဿနာနိတန်တာဝိပဿနာရဲ့အကျိုးဆက်ပဲဖြစ်တယ်အဲ့တော့ရှေ့ကမှမဖြစ်ရင်နောက်ကဘာဖြစ်ဆက်ရှိဘူးတော့ဝိပဿနာကိုအထုတ်လိုက်တဲ့ရှေ့ပိုင်းမှာပြတ်တာကိုမြင်သွားတယ်ချုပ်သွားတာကိုမြင်တယ်နော်အဲ့ဒါဘာကိုမြင်တာတော့ဆိုခရနိရောဓအခိုက်တန့်ချုပ်သွားတာလေးပဲမြင်တယ်သူကပြန်လာအောင်အစ္ဆန္ဒနိရောဓကြတော့မဲ့နဲ့ကိလေသာတွေကိုပယ်လိုက်တဲ့အခါလုံးဝပြန်မလာတော့တာအဲ့ဒါကြတော့ပဲစိတ်ပေါ်ပြီးနိဗ္ဗာန်ကိုအာရုံပြုတယ်အဲ့ဒါကအစ္ဆန္ဒနိရောဓသူတို့ဆိုလို့တယ်နောက်ပဋိနိဒေခနုပတိဝိရဏနဲ့ပတ်သက်ပြီးတော့ဝိပဿနာဖြစ်တဲ့အခါမှာသူကပရိစ္ဆာကဝတ္တကနဲ့နော်ပရိစ္ဆာကဆိုတာဆုံးလို့ခြင်းစာကဆိုတဲ့အဓိပ္ပာယ်ပဲပရိစ္ဆာကဆုံးလို့ခြင်းပက္ခဏနာဆိုတာပြည့်ဝခြင်းနှစ်ခုပြထားတယ်ဆိုလိုတာကဝိပဿနာတရားအထုတ်ပြီးဆိုရင်ရှေ့ပိုင်းနောက်ပိုင်းဝိပဿနာဉာဏ်ကရှေ့ပိုင်းဒါမဂ္ဂင်၈ပါးနဲ့လို့တာရှေ့ပိုင်းကိုဝိပဿနာလို့ခေါ်တယ်အဲ့ဒီရှေ့ပိုင်းဟာအောင်မြင်ဖြစ်သွားလို့ရှိရင်နောက်ပိုင်းကိုမဲ့လို့ခေါ်တယ်နော်အဲ့ဒါကြီးညွှန်းတာနဲ့တူတယ်မိုးကုတ်ဆရာတော်ကြီးကရှေ့ကဖြစ်ပြနောက်ကမဲ့ဆိုတာအမှန်တော့ဖြစ်ပြသိနေတာကဝိပဿနာဖြစ်ပြကုံဆုံးသွားတာသိတာကုံဆုံးသွားတာကျတော့နိဗ္ဗာန်ပေါ့သူတို့ကဆက်တာလေအဲ့ဒီမှာအနုဘောဓဉာဏ်နဲ့ပฏิဝေဒဉာဏ်ဆိုတာနှစ်ခုရှိတယ်ဝိပဿနာဉာဏ်ကအနုဘောဓဉာဏ်တဘာဝအတိုင်းသိလျော်စွာမှန်တိုင်းသိနေတာအနုဘောဓဉာဏ်အနုဘောဓဉာဏ်ရပြီဆိုမှပฏิဝေဒဉာဏ်လုံးဝထိုးတွင်သိတဲ့ဉာဏ်ရတယ်အဲ့ဒါမဉာဏ်အဲ့တော့ဝိပဿနာဉာဏ်ကိုတိဆောက်ရမယ်ဝိပဿနာဉာဏ်တိဆောက်မှ
မဲ့ညာဆိုရဝိပဿနာမလုပ်ဖဲမဲ့ညာမရဝိပဿနာမဲ့ညာကလုပ်တာမဟုတ်ဘူးကြတာရရှိလာဆိုတော့အိမ်မော်တက်တယ်လေးကတစ်နဲ့တက်တယ်တော့ဘုဓာတ်လေးကနဲ့တက်တယ်နော်လေးကတစ်တွေနဲ့တက်သွားလို့လေးကတစ်ဆုံးလို့ရှင်ရောက်သွားအဲ့တော့လေးကတစ်တွေကဝိပဿနာလေးကတစ်ဆုံးလို့ရောက်သွားတဲ့နေရာကနိဗ္ဗာန်ပဲဓာတ်လေးကနဲ့တက်လို့ရှင်ဓာတ်လေးကနဲ့ဝင်လိုက်တယ်ဓာတ်လေးကအမတင်သွားတယ် lift ပေါ့နော်ဟိုရောက်လို့တကားဖွင့်ပေးလိုက်ပြီးတော့ကိုချီလန်လိုက်ဝင်လိုက်တာအဲ့တော့ဓာတ်လေးကမတင်သွားတယ်ဓာတ်လေးကဝိပဿနာဓာတ်လေးကတကားပွင့်လို့ကိုဝင်လိုက်ရတာကနိဗ္ဗာန်အဲ့တိုင်းပဲမမထူဒီတိုင်းကြီးပဲကောင်းအဲ့တော့ရှောင်းအောင်ပို့ပေးတယ်ဓာတ်လေးကပို့ပေးအဲ့တော့ဝိပဿနာပို့ပေးဒါအောင်ကိုလောက်ရမှာဝိပဿနာပဲလောက်ဝိပဿနာပဲလောက်အဲ့ဒီဝိပဿနာဉာဏ်ကနေပြီးတော့အလုံးတစ်ခုဒီမှာရှင်းပြတယ်ပဋိသင်္ခါနုပတ္တိဆိုတာနဲ့ပတ်သက်ပြီးတော့ပဋိနိစ္စခါနုပတ္တိနဲ့ပတ်သက်ပြီးပဋိနိစ္စခါဆိုတာဆုံးလို့ခြင်းအဲ့ဒါကိုစကလုံးပြောင်းတဲ့အခါဝတ္တကနဲ့နိစ္စခအတိတ်ပဲတူတယ်အဲ့ဒါကိုခွဲလိုက်တဲ့အခါမှာပရိစ္ဆာခနဲ့ပက္ခန္တနာပရိစ္ဆာခဆိုတာဆုံးလို့ခြင်းပက္ခန္တနာကဝင်ရောက်ခြင်းရယူခြင်းဖယ်ရပဲဖြစ်ဆုံးလို့မှုနဲ့ရယူမှုနှစ်ခုသွားတယ်ခြေလမ်းတောင်မှလမ်းလျှောက်လာတဲ့ဆိုရင်ပထမခြေလမ်းကိုစွန့်မှဒုတိယခြေလမ်းရောက်တာမဟုတ်လားကိုယ့်ကိုစဉ်းစားကြည့်လေကတိဆိုရင်ပထမလေကတိပေါ်နေပြီးမှဒုတိယလေကတိရောက်တာလေဒုတိယလေကတိပေါ်ခြေတော့ကမြဲနေခြင်းဒုတိယပထမလေကတိပေါ်မှာခြေတော့ကမှကြွားဘူးဆိုရင်ဒုတိယလေကတိရောက်ပါမယ်အဲ့တော့ပထမလေကတိကိုသူစွန့်လိုက်တာဒုတိယလေကတိပေါ်ရောက်လာတာဒုတိယလေကတိကိုစွန့်လိုက်တဲ့အခါမှာတတိယလေကတိပေါ်ရောက်လာအဲ့ဒီတော့ပဲပရိစ္ဆာကဆိုတာစွန့်ပက္ခန္တနာဆိုတာရောက်လာစွန့်ခြင်းနဲ့ရောက်ခြင်းစွန့်လွတ်ခြင်းနဲ့ရယူခြင်းဒီနှစ်ခုသွားတာအဲ့တော့ဝိပဿနာကဘာလို့တော့စွန့်လွတ်တာရယူတာဘာလို့နေပါစွန့်လွတ်တာဘာနဲ့စွန့်လွတ်တာသိညာနဲ့စဉ်းစားကြည့်တယ်ဝိပဿနာတရားအထုတ်လိုက်တဲ့အခါမှာဝိပဿနာဉာဏ်နဲ့ပြောမယ်ဆိုလို့ရှိရင်ဝိပဿနာဉာဏ်ကမသိတာတွေကိုစွန့်လွတ်ပြီးတော့မန္တရားပေါ်မှာရှာယူလာတယ်အဲ့တော့မဉဏ်ကြတော့ဘာတွေကိုစွန့်လိုက်တာတော့ကိရိတာကိုစွန့်တယ်ကိရိတာကြောင့်ဖြစ်တဲ့ခန္ဓာကိုလည်းစွန့်လိုက်တာပြီးတဲ့အခါနိဗ္ဗာန်ကိုရယူတယ်စွန့်လွတ်ခြင်းနဲ့ရယူခြင်းအလုံးနှစ်ခုဒီဝိပဿနာဉာဏ်ဒီတစ်ဖက်ကစွန့်လွတ်ပေးတယ်တစ်ဖက်ကရယူပေးတယ်နှစ်ခုသွားတာအဲ့ဒါကိုပရိစ္ဆာကပဋိနိစ္စကကိုဒီစွန့်လွတ်ခြင်းနဲ့ပရိစ္ဆာခနဲ့ပက္ခန္တနာဆိုပြီးတော့နှစ်ခုခွဲပြီးတော့ထက္ကရာဆရာတွေကဖွင့်တာမတမကောင်းပါတယ်ထက္ကရာဆရာတွေဖွင့်တာသဘောပေါက်အောင်ဖွင့်ပြတာအဲ့ဒီလိုလုပ်ပါဆိုစကလုံးလေးကဘလောက်ပဲကျင်းပေမဲ့အလောက်ကမတမကြီးမာတဲ့ထားလေးကလောက်ရမယ့်အချိန်ကလည်းပဲအတိုင်းတာအများကြီးပဲဝိပဿနာဆိုတာနိညာကြီးမရှိဘူးဒီတိုင်းပဲသွားတာအကုန်လုံးအာယုံပဲပြောင်းလို့ရတယ်တရားပဲပြောင်းလို့ရတယ်လောက်တာဒီတိုင်းပဲလုပ်ရမယ်တခဏပဲလုပ်ရမလားတချံတွင်လေးဥပုဆောင်လို့ဝိပဿနာကျန်တဲ့ချိန်ပြစ်တာတိုက်သရောတွေအမိုက်တွေပုံသွားပြီပြန်ရောက်လာပြီလေအမိုက်တွေရှုပ်ပြီးမှတစ်နှစ်မှတစ်ခါရှင်းလို့ကတော့နိုင်မှာမဟုတ်ဘူးတစ်နှစ်မှတစ်ခါရှင်းလို့အများအားရှင်းနေဖို့လိုတာပေါ့နော်တတိကနေဖို့လိုတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားဒါလေးကိုအောင်ပြောမယ်ပြီးတော့မှဟာကိုဟောမယ်မြတ်စွာဘုရားဟောတာလေးကိုခုပြောပြတာနော်နောက်မြတ်စွာဘုရားဆက်ဟောတယ်သောတာတုဝေဒနာတုအနိစ္စ ानु ပတိဝိဟရန္တောတဲ့ခံစားချက်တွေပေါ်မှာအမြဲဘူးလို့သူရှုမှတ်နေရင်တဲ့ဝိရက ानु ပတိနော်ကြောက်ကင်းသွားတယ်လို့ရှုမှတ်နေရင်ချုပ်ဆုံးသွားတယ်လို့ရှုမှတ်နေရင်စွန့်လွတ်တယ်ရယူတယ်လို့ရှုမှတ်နေလို့ရှိရင်အကျိုးရလကပါတော့နာကိဉ္စီလောကေဥပတ္တိယတိလောကမှာဘာကိုမှမတွေ့တာတော့အဲ့ဒါကြောင့်ပြတွေ့တာမှုကင်း၍လွတ်မြောက်ရှင်းစားတာဗျာနာကိဉ္စီလောကေဥပတ္တိယတိဘာကိုမှသူမတွေ့တာတော့ဘူးကိုလည်းမတွေ့တာဘူးသူများလည်းမတွေ့တာဘူးပစ္စည်းကိုလည်းမတွေ့တာဘူး
လောကမှာသူတွေ့တာစရာတစ်ခုမှမရှိတော့ပြောလို့ချင်တာတစ်ခုမှမရှိနတ်ကိစီလောကေဥပါဒိယတိစကလုံးတစ်လုံးနဲ့ပဲပြောတာနောင်မြတ်စွာဘုရားလောကမှာဘယ်ရကိုမှငါဆိုတဲ့ငါလို့တွေ့တာတဲ့ငါလို့လည်းမမှတ်ယူတော့ဘူးငါဟာလို့လည်းမမှတ်ယူတော့ဘူးနော်အဲ့ဒီမှတ်ယူမှုပြောက်ွယ်သွားတယ်ပြောင်းယူပြောက်တော့ဘာဖြစ်သွားတော့ဆိုအနုပါတိယေနာပရိတတတိဘယ်တော့မှသူစိတ်ထဲမှာပူပန်မှုကြောင့်ကြမှုတွေမရှိတော့ကိုယ်အတွက်လည်းမကြောက်ကြဘူးသူများအတွက်လည်းမကြောက်ရဘူးကိုယ်အတွက်လည်းမပူပန်တော့ဘူးသူများအတွက်လည်းမပူပန်တော့သူစိတ်ထဲမှာဘာဆိုပါမှတွေ့တာထားတာမရှိဘူးဒါကြောင့်မို့အနုပါတိယေတွေ့တာမှုကင်းသွားလို့ရှိရင်နာပရိတတတိဘယ်တော့မှတောင်းတမှာမဟုတ်တော့ဘူးဘယ်တော့မှပူလောင်တော့မှမဟုတ်ဘူးအဲ့ဒါမတောင်းတရင်မပူပန်ရင်ဘယ်လိုအကျိုးရမလို့ဆိုအပရိတတံပစ္စတယေဝပရိနိဗ္ဗာန်တည်တယ်မပူပန်မတောင်းတတော့ဘူးဆိုတာနဲ့ပဲအသီးသီးကိုယ့်ရင်ထဲမှာငြိမ့်သွားပြီဒါ individual life ကိုပြောတာပစ္စတဆိုတာသူလို့ရင်သူရမယ်ဒီစင်ကိုလို့ရင်ကိုရမယ်တခြားလူတွေသွားငြိမ့်မှာမဟုတ်ဘူးကိုရင်မှာပဲငြိမ့်မှာသားရိသမီးတွေရှိတယ်အမေဖေကတရားရသွားလို့သားသမီးကရမှာမဟုတ်ဘူးဒါပစ္စတံယေဝပရိနိဗ္ဗာန်အမွေပေးလို့လည်းမရဘူးဒါကြောင့်မို့ပစ္စတံယေဝ individual ကိုယ့်ရဲ့ယင်ထဲမှာပဲဖြစ်မယ်နော်ပရိနိဗ္ဗာန်ပူပန်မှုတွေအလုံးငြိမ်းသွားမယ်အဲ့ဒီကိုဆုံးသက်ထားတာဖေ။ဝိပဿနာတရားကိုတဏှာသင်္ခယဝိမု ക്ത မှာမြတ်စွာဘုရားအဲ့တိုင်းဟောထားတာနော်အကြောင်းအကျိုးဆက်ဝိပဿနာအထုတ်ရင်ဘာဖြစ်မလဲနာကိဉ္စီလောကေဥပါဒိယတိဘယ်မှမတွေ့တော့ဘူးဒါ message ဖြစ်တာပြောမတွေ့တာရင်ဘာဖြစ်တော့နပရိတတတိမပူပန်တော့ဘူးမကြောက်ကြတော့ဘူးမပူပန်မကြောက်ကြရင်ဘာဖြစ်တော့ပစ္စတ္တိညေဝပရိနိဗ္ဗာန်ကိုယ်ရင်ထဲမှာအေးသွားပြီဘယ်တော့မှစိတ်မချမ်းသာမှုဆိုhappy နေရဆိုးဆိုးမဆိုးဆိုးအများနဲ့ happy ပဲသူကနော်လောကမှာလူတွေက happy ကိုကြိုက်နေတာအများနဲ့ happy တာတော့အဲ့ဒါမှရနော်အဲ့ဒါတဏှာသင်္ခယဝိမု ക്ത တုတ်ကိုဒါဒီကုန်းချုပ်ပြီးတော့ပြောပြတာအဲ့မှာပို့ပြီးတော့ရှင်းရှင်းလင်းလင်းပို့ပြီးတော့သိအောင်နည်းနည်းထပ်ပြီးတော့ clarify ပေါ့ဝိပဿနာရှုွက်လေးတွေနဲ့ပတ်သက်ပြီးတော့တတိထားဖို့လေးဝိသုဒ္ဓိ9ပါးပြောကြတယ်သို့တော့သီလဝိသုဒ္ဓိစေတဝိသုဒ္ဓိဒီနှစ်ခုက foundation ချတာဒါချမယ် foundation အနေနဲ့ပဲသုံးတာသူက foundation ဒီဥပနိဒေယတတ္တိပဲအထောက်အကူဖြစ်တယ်သီလဝိသုဒ္ဓိစေတဝိသုဒ္ဓိရင်လုပ်တယ်ဝိပဿနာဉာဏ်အစကဒိဋ္ဌိဝိသုဒ္ဓိပဲဖြစ်တယ်ဉာဏ်အစကဘာတော့ဆိုကိုယ်တဏ္ဍမှာရှိတဲ့ယုတ်တွေတန်တွေသူများတဏ္ဍမှာရှိတဲ့ယုတ်တွေတန်တွေအစ္ဆဒယုတ်တွေပဟိတယုတ်တွေတရှိတမဲ့အရာခတ်သိမ့်သည်အားလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးတရဝလည်းမဟုတ်ဘူးတဘာဝတရားတသက်များတာဖြစ်တယ်လို့မြင်တာဟာဒိဋ္ဌိဝိသုဒ္ဓိဒီတရားတွေဟာဒီယုံနဲ့တရားတွေဟာသူ့အကြောင်းနဲ့သူမိတိပြီးတော့နေကြတာဘယ်ဟာမှအကြောင်းကင်းပြီးဖြစ်တာမဟုတ်ဘူးတပင်တပင်ယက်တည်နေတာကြည့်ပေါ့တပင်ဟာမြေကြီးရှိလို့ရတယ်ရေရှိလို့ယက်တည်တယ်မြေကြီးလည်းမရှိဘူးရေလည်းမရှိဘူးဆိုဒီတပင်ယက်တည်ပါအောင်တပင်သိတာနဲ့တပင်ရဲ့အကြောင်းကိုသိသွားတယ်လူတွေလည်းဘဝမှာယက်တည်ပြီးတော့ရှင်သန်နေတယ်ဆိုတာအာဟာရနဲ့ဥဒုနဲ့အာဟာရအဲ့ဒါနဲ့ယက်တည်နေကြဥဒုအာဟာရခွင့်မသာဘူးအာဟာရမထောက်ပံ့မှုဆိုရင်လူတွေယက်တည်လို့မရတော့ဘဝမှာယက်တည်ရှင်သန်မှုမရှိတော့အဲ့ဒီလိုသဘာဝတရားကိုလည်းသိတယ်သဘာဝတရားရဲ့အကြောင်းကိုလည်းသိတယ်နော်အဲ့ဒီလိုသိလို့ရှိရင်ရှင်ထဲမှာတရားရှိတယ်ဆိုတဲ့အတွေ့အလာတော့သဘာဝတရားတသက်များတာဖြစ်တယ်လို့တွေးရင်ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်အကြောင်းတရားကြောင့်ဖြစ်တည်နေတာဖြစ်တယ်အကြောင်းကင်းပြီးတော့ဖြစ်တည်နေတာမရှိဘူးလို့သိရင်အကြောင်းနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တာမရှိတော့နော်တန်တရားမဖြစ်ဘူးဆိုရင်ဘယ်လိုတန်တရားတွေဖြစ်တတ်တော့ဆိုငါရခင်အရင်ဘဝတော့ငါဖြစ်ခဲ့သလားနောက်ဘဝရောငါဖြစ်အောင်မလားအကြောင်းတရားသိတဲ့ပုဂ္ဂိုလ်ကအကြောင်းရှိရင်ဖြစ်မယ်အကြောင်းမရှိရင်မဖြစ်ဘူးဒုက္ခကြီးသွားတယ်အဲ့တော့တန်တရားဆိုတာရှိတော့
နော်ငါဖြစ်ခဲ့သလားအကြောင်းရှိဖြစ်မှာအကြောင်းမရှိမဖြစ်အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာရှိလို့သင်္ခါရဖြစ်တယ်အဝိဇ္ဇာမရှိမဖြစ်ဘူးဒါနားလဲသွားတာနော်အဲ့ဒါအကြောင်းနဲ့အကျိုးဆိုလိုတာကဒိဋ္ဌိဝိတ္တုကဒုက္ခသစ္စာကိုနားလဲခြင်းပဲဖြစ်တယ်ကင်္ခာဝိတရဏဝိတ္တုဆိုတဲ့ဒုတိယဆင့်ကသမုဒိယသစ္စာကိုနားလဲခြင်းပဲဖြစ်တယ်အခုဒီပန်းလေးတွေအခုရတ္တိနာဘာကြောင့်ဒီပန်းလေးတွေထိုးဆိုင်ထားတဲ့အောက်ကဖော်တော့ဒီလိုလန်းဆန်းနေတာရေရဲ့အထောက်ပံ့ဖော်တော့ရဲ့အထောက်ပံ့နဲ့သူတို့ဒီလိုနေတာပြီးတော့လိမ္မာကဘာလို့ရတည်စပွဲရှိလို့စပွဲကဘာလို့ရတည်ဒီကျမ်းမြင့်ကြီးရှိလို့ကျမ်းမြင့်ကြီးကဘာလို့ရတော့မြေကြီးရှိလို့ဆင်းရဲမဲ့သူဒါမရှိရင်ဒါမရှိနိုင်ဘူးဒါရှိမှဒါရှိတယ်ဟုတ်လားမြတ်စွာဘုရားပရိစ္ဆေသောဘတ်ကိုခေါ်တဲ့အခါဣမတ္တမိတတိဣဒံဟောတိဣမတ္တုပါဒဣဒံဥပ္ပစ္စတိဒါရှိနေလို့ဒီဟာရှိရတာနေရှိနေလို့အလင်းရောက်ရှိတာနေကွက်သွားကြည့်မောင်းသွားပြီအလင်းရောက်မရှိတော့ဟုတ်တယ်မလားညဆိုရင်တရားစင်မိရှိနေရင်လင်းနေမှာပဲတရားစင်မိမရှိရင်မောင်းမိုက်သွားမှာပဲဒါရှိလို့ဒါရှိတာအလုံးဟာအကြောင်းတရားရဲ့ထောက်ပံ့မှုနဲ့ဒီလိုနေတာဆိုတော့ခိုင်မြဲတဲ့အရာဆိုတာဘာတစ်ခုမှမရှိဘူးအကြောင်းမရှိတာနဲ့အကုန်ပြောက်သွားတာဒီလင်းရောက်ကြီးကကြက်စီထိန်းတာလို့ရတာမရဘူး12နာရီကြော်လို့ရှိရင်အခုစပြီးတော့ဟိုဘက်12နာရီဆိုဖောင်းသွားပြီဒီမရှိတော့ဘူးဒီမရှိမှမှာပဲအဲ့တော့ဒီလင်းဟာသူ့ယတ္တိတာမဟုတ်ဘူးအကြောင်းတရားကိုအဲ့ဒါကိုရှုပ်တရားနတ်တရားနဲ့ပတ်သက်ပြီးတော့ကိုသိရမှာပါတော့နတကိနပရိနစာယရေကိုယ်တဏ္ဍမဖြစ်တဲ့စိတ်တွေဟာသူ့ဆွမ်းအားနဲ့သူရနေတာမဟုတ်ဘူးတဲ့နောပိတကိနပရိနဒိဋ္ဌိဖြစ်လာတာလဲကိုယ်အစွမ်းတတ္တိနဲ့ကိုဖြစ်တာမဟုတ်ဘူးယတ္တိနေတာလဲကိုယ်တတ္တိနဲ့ကိုယတ္တိနေတာမဟုတ်ဘူးအထောက်အကူနဲ့ယတ္တိနေတာထောက်ပံ့မရှင်လုံးဝမယတ္တိနိုင်ဘူးပဲအရာပဲဖြစ်ဖြစ်အဲ့တော့ကိုယ်အစွမ်းစားနဲ့ကိုဖြစ်တာလည်းမဟုတ်ဘူးကိုယ်အစွမ်းစားနဲ့ကိုယတ္တိနေတာလည်းမဟုတ်ဘူးပရတ္တမဝတ္တနုတိနောတခြားကအချောင်းတစ်ခုရဲ့အကူအညီနဲ့ဖြစ်နေကြတာဖြစ်လာတာလည်းအကူအညီကြောင့်ဖြစ်တာယတ္တိတာလည်းအကူအညီကြောင့်ယတ္တိနေတာစာယရိသင်္ခတအတ္တတုပ္ပလာသင်္ခါရတရားမှန်သမျှဟာဖြစ်လာတာပဲဖြစ်ဖြစ်ယတ္တိတာပဲဖြစ်ဖြစ်အတ္တတုပ္ပလာသူ့ကိုယ်ပိုင်ဆောင်ရွက်မှုအင်အားစလုံးဝမရှိဘူးကိုယ်အင်အားလုံးဝမရှိဘူးအဲ့တော့ကိုယ်ခန္ဓာကိုယ်လည်းစဉ်းစားကြည့်လိုက်ပံ့ပိုးမှုတွေနဲ့ရနေကြတာပံ့ပိုးမှုတွေကံစိတ်ဥတုအာဟာရအကြောင်းလေးပါနဲ့ပံ့ပိုးထားလို့ဘဝမှာအသက်ရှင်တယ်ချိုးရင်းသွားလို့ရှိရင်ရှက်တည်လို့မရတော့ဘူးလေအကြောင်းပြောက်သွားရင်ပြောက်သွားတော့ဒါမို့ပရပိစယတော်ဆိုအဲ့ဒီတခြားအကြောင်းကြောင့်ဖြစ်လာရတာပရအာရမတော်သမုဋ္ဌိတာတခြားအကြောင်းကိုအကြောင်းပြုပြီးတော့ယတ္တိနေကြတာအာရမဏအာယုံဆိုတဲ့ပစ္စယအထောက်ပံ့ဆိုတာအဲ့ဒါတွေကိုမိပြုပြီးတော့အလုံးဟာနော်ကိုယ်ပိုင်စွမ်းဆောင်မှုမဟုတ်ပဲနဲ့မိတီးပြီးတော့ယတ္တိနေကြရတယ်ရှုပ်တရားနတ်တရားတွေအလုံးဟာအကြောင်းတစ်ခုပေါ်မှာမိတီးယတ္တိနေကြတာအဲ့ဒါဆိုတာအဲ့ဒီလိုသိသွားလို့ရှိရင်ဒိဋ္ဌိဝိတ္တုတွေနဲ့ကင်္ခာဝိတ္တနာဝိတ္တုတွေတန်တရားမရှိတော့ဘူးအကြောင်းနဲ့ပတ်သက်ပြီးတော့လွဲမှားတာမရှိတော့ဘူးအဲ့လိုဖြစ်လာအဲ့တော့ဝိပဿနာကိုအထုပ်ပုံအထုပ်နည်းတွေကဒါအထိကပဲအဲ့ဒီအရှင်ပြီးတော့ဉာဏ်စင်တက်သွားတာတွေကဉာဏ်စင်လေးအကြောင်းကိုနည်းငယ်ပြပြဝိပဿနာစပြီးတော့ဖိကိနာတွေမလုပ်အောင်လဲပြောတဲ့ထဲမှာတော့ပါသွားပါပြီဖိကိနာဒါပဲသိချပို့ပြီးတော့ clarify ထင်ရှားရှားဖြစ်အောင်ပြန်ပြောပြနော်ဝိပဿနာဆိုတဲ့ဒီပညာရကြီးကိုတိဆောက်ခြင်းနဲ့ဆိုလို့ရှိရင်တိဆောက်မဲ့နေရာကွင်းကိုရှာဘယ်မှာတိဆောက်ရမလဲဆိုရင်ဒုက္ခသစ္စာမှာတိဆောက်မယ်ယုတ်နံပေါ်မှာတိဆောက်မယ်ခန္ဓာ၅ပါးမှာတိဆောက်မယ်တိဆောက်ဆိုတာဒီဝိပဿနာဉာဏ်အဲ့ဒီပေါ်မှာပြိုးရမှာ ground မရှိရင်အပင်ဆိုတာမရှိဘူးလေနော်မြေကြီးရှိမှပြိုးလို့ရတာလေအဆောက်ကလည်းမြေကြီးရှိမှဆိုအဲ့တော့ဘယ်ပေါ်မှာရပ်မှာလဲဘယ်ပေါ်မှာရပ်မှာဆိုဝိပဿနာဉာဏ်ကိုတိထောင်ခြင်းလို့ရှိရင်ဘယ်မှာတိထောင်မှာဒုက္ခသစ္စာပေါ်မှာတိထောင်မရှိဘဲနဲ့သူလုပ်လို့မရဘူးလေသို့မဟုတ်ယုံ nant တရားပေါ်မှာတိထောင်သို့မဟုတ်ခန္ဓာ၅ပါးပေါ်မှာတိထောင်သို့မဟုတ်အာရဏ12ပါးအဲ့ဒီခန္ဓာအာရဏယုံ nant ဒုက္ခသစ္စာဆိုတာဘယ်သွားရှာဘယ်မှာရှာနေကိုယ်စီမှာရှိ
ပြေးတာကိုယ်နဲ့ကိုယ်ပါဝင်ကျင်မှာအဲ့ဒါဒီပြေးအဲ့ဒီပုံမှာဝိပဿနာကိုစာပြိုးမယ်နော်သင်မယ်ဒီအကြောင်းတွေကိုသင်မယ်သင်ပြီးတဲ့အခါသီလလုံခြုံအောင်ထိမယ်ဒါအထောက်အကူဖြစ်ဖို့အတွက်ဝိပဿနာတရားအထုတ်ပြီးဆိုလို့ရှိရင်အထောက်အကူဖြစ်ဖို့ဥပနိဒေယပစ္စည်းအနေနဲ့သီလပြီးရင်စိတ်တည်ငြိမ်မှုကြိုးစားသီလဝိတ္တုစိတ်ဓာတ်ဝိတ္တုဖြစ်ပြီးဆိုတဲ့အခါမှာကိုသိရမယ်အတိမှန်ကန်တဲ့အတိကိုထားတရဝဆိုတာမရှိဘူးယုံနဲ့နာဒီနှမျိုးပဲရှိတယ်ဆိုတဲ့အတိကိုထားပြီးလို့ရှိရင်ဝိပဿနာအလုပ်ကိုစားတော့မယ်ဘယ်လိုစားမလဲဒီဟိုတဲ့တိုင်ဝိတ္တုမဲ့မှာဝိပဿနာစားလို့ပြီးဆိုရင်ဘယ်အစားတော့ဆိုခုနကအခြေခံနေပြီးတဲ့နောက်စားတာကိုပြောတာနော်ဝိပဿနာစာရှုပြီးဆိုရင်ဝိပဿနာယကလပသမတနာအာတိတဲ့ဝိပဿနာလုပ်ငန်းရဲ့အစသည်ရှုံးနာအလုံးကိုပေါင်းယုံပြီးတော့သုံးသပ်မှုဟာအစဖြစ်ပါတယ်အလုံးခြုံပြီးတော့လုပ်ပထမယုတ်ကိုကုံခြုံလုပ်ရှုံးတဲ့နာနေအလုံးကိုခြုံပြီးတော့လုပ်ကလပသမတနာကလပဆိုတာအစုလိုက်သမတနာအသိဉာဏ်နဲ့ပုတ်တိုက်ပေးတာဆင်ញင်နာသုံးသပ်တာ consideration contemplation လို့ပြောတာနော်ရှုံးတဲ့နာကိုတစ်ခုချင်းမဟုတ်ဘူးပေါင်းလိုက်ပေါင်းပြီးတော့အလုံးဟာတူတူပဲဆိုတာကိုစုပြီးတော့ရှုပါတယ်ဒါဝိပဿနာဆိုင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဋိသဗ္ဗိဒမဲ့မှာပါဟောတာအတိဒနာဂတပစ္စုပ္ပန္နနာဓမ္မနာသင်္ခိပိတဝဝဝဋ္ဌာနေပညာသမတနေညာနာသမတနာဉာဏ်ဆိုတာတဲ့ရှုပ်တည်နန်းတွေဟာအတိတ်ကယုတ်နာမည်ဖြစ်ဖြစ်နာကယုတ်နာမည်ဖြစ်ဖြစ်ပစ္စုပ္ပန်ယုတ်နာမည်ဖြစ်ဖြစ်အဲ့ဒါတွေကိုအကုန်ပေါင်းပြီးတော့တူတူပဲဆိုပြီးတော့သုံးသပ်ပါအတိတ်နာကပစ္စုပန်အကုန်လုံးတူတူပဲမနေ့ကလည်းဒီယုတ်နာမယ်ဒီနေ့လည်းဒီယုံနာမယ်လက်ဖြင့်ကလည်းဒီယုံနာမယ်ဆိုတဲ့ဘယ်တုန်းကပဲဖြစ်ဖြစ်ဒါတွေကယုံနာမယ်ဖြစ်တယ်မနေ့ကရှုံနာဒီအလုံးကိုစုပေါင်းပြီးတော့ပြောတာစုပေါင်းပြီးတော့ဘယ်အရာမှမမြဲဘူးလို့စဉ်းကျင်သုံးသပ်ပါကျတော့ဆိုလိုတာကဝိပဿနာဉာဏ်စအတိတ်ကိုလည်းရှုရမယ်အနာဂတ်ကိုလည်းရှုရမယ်ပစ္စုပန်ကိုလည်းရှုရမယ်ဒါပြောတာ message ကဒါပဲတချို့ကျတော့တိတ်မရှိကောင်းဘူးလို့အနာကမရှိပါဘူးလို့ဝိပဿနာဆိုပစ္စုပန်ဆက်ဆက်ဆိုပြီးတော့ပြောကြတာတွေကလည်းရှိတယ်မဟုတ်လားသမထနာညာအစင်မှာအလုံးရှိဘယ်နည်းညာနေဘယ်နည်းဖြစ်တဲ့ဟာတွေဘယ်နည်းကုံဆုံးခဲ့ပြီခုကနေ့ဖြစ်စေတွေကလည်းကုံဆုံးမယ်နာကမှလည်းပဲဒီတိုင်းပဲအလုံးထိုနည်းတကောင်ထိုနည်းတကောင်ပဲအဲ့လိုပေါင်းစပ်ပြီးတော့ဆင်ញင်ရမယ်လို့ပြောတာအကုန်လုံးအဲ့လိုဆင်ញင်သုံးသပ်တာကိုသမထနာဉာဏ်လို့ခေါ်တယ်ဝိပဿနာဉာဏ်အစမှာပေါင်းပြီးတော့ဆင်ញင်ပါတဲ့အဲ့ဒီမှာဝေါဟာရနှစ်ခုရှိတယ်ကလာပသမတနာဆိုတဲ့ဝေါဟာရရဲ့နယဝိပဿနာဆိုတဲ့ဝေါဟာရကလာပသမတနာဆိုတဲ့အသုံးကတဲ့အိန္ဒိယနိုင်ငံသုံးဖြစ်တယ်စပုဒိပဝါတိလို့ပြောတာမြတ်စွာဘုရားပွင့်တဲ့ထိတာကဆရာတော်ကြီးတွေကျင့်နေတဲ့ပုဂ္ဂိုလ်တွေအသုံးနဲ့သုံးကကလပတ္တမတနာပေါင်းယုံသုံးသပ်ခြင်းရှုပ်တဲ့နာနေကိုပေါင်းယုံသုံးသပ်ခြင်းမနေ့ကရုပ်ပဲဖြစ်ဖြစ်ဒီနေ့ရုပ်ပဲဖြစ်ဖြစ်နောက်လာမယ့်ရုပ်ပဲဖြစ်ဖြစ်ရုပ်ဆိုတာအလုံးတူတူပဲအနိစ္စကြီးပဲဒုက္ခကြီးပဲအနတ္တကြီးပဲပေါင်းယုံသုံးသပ်တာလို့ပြောတာနော်အဲ့ဒီလိုပေါင်းယုံသုံးသပ်တာကိုကလပတ္တမနောက်တီဟိုချုံကဆရာတော်တွေကတော့အဲ့ဒါကိုနယဝိပဿနာလို့ခေါ်တယ်နယဝိပဿနာဆိုတာမြတ်စွာဘုရားအနတ္တလက္ခဏာသုံးမှာဟောတဲ့တိုင်ရှံကိစီရူပံအတိဒနာအတ္တပစ္စုပ္ပန္နနော်ဣစ္ဆတံဝဗိဓဝါဆိုတဲ့ဟာတွေအကုန်လုံးပြောတာနော်ဟိနဝပဏိတံဝယတုရိတန္တိကေဝတော့အဲ့ဒီရှုပ်တည်ရှုံးမှန်သမျှဖေတုံးကအတိတ်ကရုပ်ပဲဖြစ်စေအနာဂတ်ရုပ်ပဲဖြစ်စေပစ္စုပ္ပန်ရုပ်ပဲဖြစ်စေနော်ဣစ္ဆဒရုပ်ပဲဖြစ်စေဗိဓမှာရှိတဲ့ရုပ်ပဲဖြစ်စေဝေးတဲ့ရုပ်ပဲဖြစ်စေနီးတဲ့ရုပ်ပဲဖြစ်စေနော်ပြည့်မြတ်တဲ့ရုပ်ပဲဖြစ်စေအောက်တန်းကြတဲ့ရုပ်ပဲရှုံးမှန်သမျှ7မျိုးနဲ့ချီပြီးတော့ရုပ်မှန်သမျှအားလုံးအနိစ္စချီပဲ
အဲ့လိုပေါင်းရုံသုံးသပ်တာအဲ့တော့စပြီးတော့ဝိပဿနာလုပ်ပြီးဆိုရင်တွေးကြည့်ပေါ့ငါအခုဒီရုပ်ဖြစ်နေတာမနေ့ကလည်းဒီရုပ်ပဲဒီနေ့လည်းဒီရုပ်တွေဟာတူတူပဲဒီရုပ်ပဲဆိုတာတူတူပဲလို့ပြောတာရုပ်သဘောအနေနဲ့တူတူပဲမနေ့ကရုပ်ကဒီနေ့ရှိနေတာပြောတာမဟုတ်ဘူးနော်မနေ့ကရုပ်လည်းရုပ်ပဲနော်မနေ့တုန်းကရုပ်ပဲဖြစ်ဖြစ်ကနေရုပ်ပဲဖြစ်ဖြစ်အားလုံးဟာပေါင်းထဲမှာစုလိုက်မယ်ဆိုလို့ရှိရင်သူတို့ရဲ့လက္ခဏာသည်ပြောင်းလဲပြည့်စည်ခြင်းလက္ခဏာမှာရှိတယ်ဝေဒနာမှန်သမျှမနေ့ကဝေဒနာပဲဖြစ်ဖြစ်ကနေဝေဒနာပဲဖြစ်ဖြစ်နောက်ဖြစ်မဲ့ဝေဒနာပဲဖြစ်ဖြစ်အစ္ဆဒဝေဒနာပဲဖြစ်ဖြစ်ပိဋကကိုယ့်ရဲ့ခံစားချက်ပဲဖြစ်ဖြစ်သူခံစားချက်ပဲဖြစ်ဖြစ်သိတာတဲ့ဟာပဲဖြစ်ဖြစ်မသိတာတာပဲဖြစ်ဝေဒနာဆိုလို့ရှိရင်ဒီတိုင်းပဲခံစားတဲ့သဘောရှိတယ်ဒီလိုသုံးသပ်ပါလို့ပြောတာအားလုံးကတူတူပဲဆိုတော့သုံးသပ်ပြတာအဲ့ဒါသမထနာညာနော်သမထနာနဲ့တူတူအဲ့ဒါတို့သုံးသပ်ပါရလာတာသုံးသပ်လို့ဖြစ်လာတဲ့အသိဉာဏ်တွေကိုသမထနာညာလို့ခေါ်တယ်အဲ့ဒီသမထနာညာပြီးတဲ့အခါမှာဥရိယပြညာကိုတက်တယ်ဆိုတာကိုယ့်ကိုခုန်တက်တာပြောတာမဟုတ်ဘူးအသိဉာဏ်တက်လာတာကိုပြောတာတခါတလေတချို့ပြောကြတယ်မို့လားတရားတွေပထမနာတော့နားမလဲဘူးဒီကနားလိုက်တော့နားလဲတာအဲ့လိုဉာဏ်တက်လာတာကိုပြောတာသိဉာဏ်ဆိုတိုးတက်တာအဲ့ဒီမှာဥရိယပြညာကြတော့ဘာပြောပဋိသမိတာမဲ့မှာရှင်းပြတာပစ္စုပ္ပန္နဓမ္မနဝိပရိနာမအနုပတနာအနုပတနိပညာဥရိယဘေယအနုပတနိညာဏအဲ့ဒီမှာဥရိယဘေယညာကြတော့ပစ္စုပ္ပန်တရားသူကြတော့အတိတ်ကိုရှုစရာမဟုတ်တော့ဘူးအနာဂတ်ကိုလည်းရှုတာမဟုတ်ဘူးပစ္စုပ္ပန်ဆက်ဆက်ဆိုတာဥရိယဘေယညာကိုပြောတာနော်ပစ္စုပ္ပန်ကိုကြည့်ရအခုဖြစ်ခိုက်ကလေးတွေဟာပြောင်းလဲသွားတာကိုကြည့်ရကိုယ်စိတ်တွေကအခုဖြစ်ပြီးအခုပြောင်းသွားတာကိုယ့်ရဲ့စိတ်ခံစားချက်တွေကအခုဖြစ်ပြီးအခုပြောင်းသွားတာဖြစ်တာကိုလည်းသိလိုက်တယ်ပြတ်တာကိုလည်းသိတယ်ဒါကြောင့်ပစ္စုပ္ပန္နနာအကြောင်းကိုဆွဲ၍ဖြစ်လာတဲ့ရုပ်တရားဖြစ်စေနတ်တရားဖြစ်စေဝိပရိနာမနုပတ္တိပညာပြောင်းသွားတဲ့သဘောကိုကြည့်တာအဲ့တော့ဒီမှာပစ္စုပန်ဆိုတာဘယ်ပစ္စုပန်ကိုပြောတာတော့ဆိုလို့ရှိရင်ပစ္စုပန်ကလည်းအမျိုးမျိုးရှိတယ်ခဏပစ္စုပန်ဆိုတာဖြစ်ခိုက်ဒီနေရာမှာအဲ့ဒီဖြစ်ခိုက်ကိုသိဖို့ပြောတာမဟုတ်ဘူးအဲ့ဒါတော့မျိုးနဲ့ဖြစ်ခိုက်ပစ္စုပန်မဟုတ်ဘူးနော်ဥပမာဆိုရင်အခုအတန်တစ်ခုထုတ်လိုက်တယ်ကာလို့ပြောလိုက်ကာဆိုတဲ့အတန်လေးကြားတဲ့ခိုက်ဒါခဏပစ္စုပန်လို့ခေါ်တယ်နော်ကာကြီးပဲမနေ့လောက်ရွနေမယ်ကာအဲ့ဒါတန်တတိပစ္စုပန်လို့ခေါ်တယ်အခုတရားဝဲ9နိုင်ရနေစားတယ်ခုချိန်ဒီမပြီးသေးဘူးမပြီးသေးတာတန်တတိပစ္စုပန်အဲ့ဒီပစ္စုပန်ကိုပြောတာအလုံးမှတ်တာပစ္စုပန်ကအမျိုးမျိုးရှိတယ်ခဏပစ္စုပန်ရှိတယ်ခဏပစ္စုပန်ဆိုခုဖြစ်ခုပြက်ခုသိတာမျိုးအဲ့ဒါမျိုးကတော့အကုန်လုံးဖြစ်နိုင်မှုတန်တတိနဲ့ပဲမှတ်ရမယ်တန်တတိဆိုတာဖြစ်စဉ်တစ်ခုကမ္မထန်ထိုင်နေရင်ကမ္မထန်ထိုင်နေတဲ့ဖြစ်စဉ်တစ်ခုဟုတ်တယ်မလားထမင်းစားနေဖြစ်စဉ်တစ်ခုအိတ်နေရင်ဖြစ်စဉ်တစ်ခုစကားပြောနေရင်လည်းဖြစ်စဉ်တစ်ခုဒီကိစ္စတစ်ခုလုံးတော့မပြီးသေးတာအဲ့ဒါဖြစ်စဉ်တန်တတိပစ္စုပန်လို့ခေါ်တယ်ခဏပစ္စုပန်တန်တတိပစ္စုပန်အတ္တပစ္စုပန်ဆိုအတ္တဣဒဘဝကံတတစ်ခုအဲ့လိုပစ္စုပန်เนี่ยမျိုးရှိတဲ့တည်းပဲခုဥရိယပြညာနဲ့ယူရမယ့်ပစ္စုပန်ကတော့တန်တတိပစ္စုပန်လို့ခေါ်တယ်ဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုဥမာပဲမျက်စိကနေမြင်ပြီးတော့မြင်သိစိတ်တွေဖြစ်နေတယ်တခုတည်းဖြစ်တာမဟုတ်ဘူးအများကြီးဖြစ်မြင်တာကိုအကြောင်းပြုပြီးတော့မြင်သိစိတ်တွေဖြစ်နေအဲ့ဒီမြင်သိစိတ်တွေဖြစ်နေတာကိုကြည့်ဒါတန်တတိပစ္စုပန်စိတ်ရဲ့ပြောင်းလဲနေမှုတွေကိုကြည့်ရမယ်အဲ့ဒါကိုပစ္စုပန်နဓမ္မနာဖြစ်စဉ်တစ်ခုမှာဖြစ်နေတဲ့တရားတွေကိုဟာဝိပရိနာမနုပတနိပြောင်းလဲပျက်စီးသွားတာတွေကိုရှုမြင်တဲ့ပညာသိဥရိယဘေယနုပတနိညာနာဥရိယဘေယညာဖြစ်ပါတယ်သူပြောတာနော်အဲ့ဒါကြတော့ပစ္စုပန်ဖြစ်စဉ်ကိုသိဖို့လိုတယ်ဖြစ်လာတဲ့အခိုက်သိဖို့လိုတယ်ဖြစ်လာတဲ့တဏှတိဖြစ်စဉ်တစ်ခုမှသိဖို့လိုတယ်ဘာပဲစိတ်ဆိုးဒေါသထွက်နေဒေါသဖြစ်နေတဲ့ဖြစ်စဉ်သိလောဘဖြစ်နေလောဘဖြစ်နေတဲ့ဖြစ်စဉ်သိကိုယ်ရင်ထဲမှာဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုမတည်မြဲဘူးဆိုတာကိုသိတာဥရိယဗျာညာနောက်တစ်ခါဘင်ကညာကြတော့သူ့ရဲ့ဆင်းမြင့်သွားတယ်ဘင်ကညာကြတော့
အာရမဏပဋိသင်္ခာပင်ကနုပတနိပညာဝိပဿနိညာဏနဲ့သူကြမှာဝိပဿနာညာအစစ်ဖြစ်တာသူကဒါပဋိသမီရမဲ့အာရမဏပဋိသင်္ခာအာယုံကိုသိပြီးတဲ့နောက်မှာပင်ကနုပတနိအဲ့ဒီအာယုံကိုသိတဲ့စိတ်လေးပြတ်သွားတာကိုမြင်တဲ့မှာဖြစ်တဲ့ပညာသည်ဝိပဿနိပညာဝိပဿနာပညာဖြစ်တယ်အဲ့ဒါကြတော့ဘာပြောတာတော့ဆိုလို့ရှိရင်သူကြတော့ပို့ပြီးတော့ရင်းကျက်လာတဲ့အခါမှာဥပမာဒုက္ခဝေဒနာဖြစ်လို့ဒုက္ခဝေဒနာကိုရှုလိုက်တယ်ဒုက္ခဝေဒနာဖြစ်လာတာကိုလည်းသိလိုက်တယ်ဒုက္ခဝေဒနာပြတ်သွားတာကိုလည်းသိလိုက်တယ်နော်ရတဲ့ခံစားမှုတွေတစ်ခုဖြစ်လာတယ်ပြီးရင်ပြတ်သွားတာသိရတယ်ခံစားမှုတွေပြတ်သွားတာသိတယ်ဖြစ်တာကိုသိလိုက်တယ်အဲ့ဒီမှာဖင်္ဂညာရောက်တဲ့အခါကျတော့ခံစားမှုဝေဒနာလေးပြတ်သွားတာလည်းသိလိုက်တယ်အဲ့ဒီခံစားမှုဝေဒနာပြတ်သွားတာကိုသိတဲ့ဉာဏ်ရဲ့ပြတ်သွားတာကိုလည်းသိလိုက်တယ်တစ်စင်တော့သိတယ်အခုပြတ်တာတခုတည်းပြတ်တာမဟုတ်ဥပမာထွက်လေဝင်လေမှတ်နေလို့ရှိရင်ထွက်လေဝင်လေလေးပြတ်သွားတယ်ထွက်လေဝင်လေသိတဲ့စိတ်ကလည်းတပါးလည်းပြတ်သွားတယ်အဲ့ဒါကိုပြောတာညာတင်းစညာနင်းစဥပောပိဝိပတ္တိစသိစေရလည်းပြတ်တယ်သိနေတဲ့ညာကလည်းပြတ်သွားတယ်နှစ်ခုစလုံးမကြံတော့ဘူးလေသူကြတော့ဖင်္ဂညာရောက်တဲ့အခါကျတော့ဆိုလိုတာကအရှုခံအာယုံကလည်းပြတ်သွားတယ်ရှုတဲ့ညာကလည်းပြတ်သွားတယ်အရှုခံလည်းပြတ်တယ်ရှုညာလည်းပြတ်တယ်လို့ပြောလို့ရတယ်နှစ်ခုစလုံးမြင်တာပထမတော့အရှုခံအာယုံလေးပြတ်တာပဲသိတယ်ရှုတဲ့ညာကတော့မြဲနေသလိုဖြစ်လိုက်ရှုနေတယ်ဆိုတော့သူကမြဲနေသလိုဖြစ်တယ်မဟုတ်ဘူးအရှုခံအာယုံပြတ်တယ်လို့ရှုညာလည်းပြတ်နေတယ်အဲ့ဒါလို့သိလာပြီဆိုလို့ရှိရင်တော့ဖင်္ဂညာလို့ခေါ်တယ်ပဋိသမီရမဲ့မှာတော့ဝိပဿနာဉာဏ်လို့သုံးတယ်ဘာဖြစ်လို့သုံးလို့ဆိုသူသိချရှင်းပြထားတယ်နော်အာယုန်လေးတစ်ခုကိုပြတ်သွားတာကိုဆင်ញင်ပြီးတော့သိတဲ့ဉာဏ်အဲ့ဒီသိတဲ့ဉာဏ်ကိုပဲနော်သိတဲ့ဉာဏ်ရဲ့ပြတ်မှုကိုသိတာအာယုန်ကိုပြတ်တဲ့အာယုန်ပြတ်မှန်းသိတဲ့ဉာဏ်ကတစ်ခုအာယုန်လေးကိုရှုနေတဲ့အရှုခံချုပ်သွားတာကိုသိတဲ့ဉာဏ်ကတစ်ခုအဲ့ဒီရှုတဲ့ဉာဏ်ချုပ်သွားတာကိုနောက်ဉာဏ်တစ်ခုထပ်သိတယ်အဲ့လိုခွင်းဆက်မိနေတာပေါ့နော်အာယုံချုပ်သွားတာလည်းသိတယ်အဲ့ဒီအာယုံချုပ်တာကိုသိတဲ့ဉာဏ်ပြတ်သွားတာလည်းသိလိုက်တယ်နောက်ကတစ်ခုလိုက်လာအဲ့ဒါကိုပင်ကဉာဏ်အဲ့ဒီပင်ကဉာဏ်သည်ဝိပဿနာဉာဏ်ဖြစ်ပြီးတော့ပင်ကနုပဒနာယဧဝဝိပဿနာတိခံပပုတ္တံတိပင်ကနုပဒနာဉာဏ်သည်သာလည်းဝိပဿနာရဲ့အထွတ်ထိပ်ပါဖင်္ဂညာဝိပဿနာလမ်းဆုံးပဲနော်ရှိမှဖြစ်ဖြစ်ရှိတယ်မရှိတော့သူ့မှာဖြစ်ဖြစ်ကုန်သွားပြီဒါမို့ဝိသုဒ္ဓိမတ်မှာလည်းအနိစ္စတာယပရမကောတိဖင်္ဂညာဟာအနိစ္စတာလမ်းဆုံးတာလို့ပြောတာအပြည့်ပဲမြင်တော့တာအဲ့ဒါသူအဲ့ဒါဝိပဿနာလမ်းကြောင်းကုန်သွားပြီကျန်တဲ့ဟာတွေကကြောက်เสียကြီးပဲစိတ်ပြည့်เสียကြီးပဲထိသင်္ခါရတရားတွေကိုဆုံးလွတ်မှကောင်းမယ်အဲ့ဒီမှာစကလုံးနှလုံးရှိတယ်ရေးထားတာမုံစီတုလို့ညာလေးတချမ်းနဲ့စားလုံးနဲ့ရေးလို့ရှိရင်မုံစီတုဆိုလွတ်တာကိုကလက်လွတ်လိုက်တာကိုယ်ဆုပ်ကြိုက်မထားဘူးသင်္ခါရတရားတွေကိုလက်လွတ်လိုက်ချင်တာနော်လွတ်ချင်တာအဲ့ဒီတော့မဟုတ်ဘဲနဲ့စားလုံးနှလုံးနဲ့မုံစီတုလို့သုံးလို့ရှိရင်လွတ်ချင်တာလွတ်တာနဲ့လွတ်တာနှစ်ခုရှိတယ်တခါတလေကြတချို့ဟာတို့မဆိုးတဲ့လူတွေရှိတယ်မဆိုးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့ကြာတာနဲ့ခြားတာနှစ်ခုရှိတယ်မဟုတ်လားကြာတာသူ့အတူကြာတာခြားတာဘယ်ယောဂပါတယ်ကွဲတယ်ခွဲတယ်မတူဘူးကွဲတာသူ့အတူကွဲသွားခွဲတာတရားယောဂခွဲတာနော်အဲ့ဒီလိုစကလုံးလေးတွေမှာမုတ်စီတုဆိုရင်လွတ်ချင်တာမုတ်စီတုကမြတ်တာဆိုတော့မုံစီတုကမြတ်တာဆိုဆုပ်ကြိုက်ထားခြင်းမှုလွတ်ပြစ်ခြင်းမွေကိုဖမ်းမိထားတဲ့အခါမှာကိုယ့်လက်ထဲမှာကြာရှည်မထားခြင်းလွတ်လိုက်ခြင်းမွေမှန်သိတယ်ငါထင်ပြီးတော့မွေကိုဖမ်းလိုက်တယ်လက်ထဲရောက်တော့ငါမွေကြီးမှသိတဲ့အခါကျတော့လွတ်ဖို့ကြိုးစားအဲ့ဒါလိုပဲသင်္ခါရတရားတွေကိုမြဲတဲ့ထင်ပြီးတော့ဆုပ်ကြိုက်မိထားတယ်ထိညာရတဲ့အခါကျတော့လွတ်ပြစ်ခြင်းမုတ်စီတုမုံစီတုမုတ်စီတုနှစ်ခုရှိတယ်လို့အတိတ်ပဲမတူဘူးနော်စာပေထဲမှာတော့မုံစီတုလို့ရေးတာများတယ်မုံစီတုလို့ရေးရင်လွတ်ချင်တယ်လို့သာမှတ်မုံစီတုဆိုမှလွတ်ချင်တယ်လွတ်နဲ့လွတ်အတူ
တူဘူးလွတ်တာကိုယ့်ကိုလွတ်သွားလွတ်တာလွတ်ပေးလိုက်တာအဲ့တော့အဲ့ဒီမောစီတုကမြတ်တာဉာဏ်တို့ဆိုတာတွေကအစဉ်စဉ်အဲ့လိုဖြစ်သွားတယ်ဒါဝိပဿနာလမ်းကြောင်းလေးအဲ့တော့ဝိပဿနာလမ်းကြောင်းမှာကိုကြိုးစားရမှာပင်ကဉာဏ်အစစ်ထီအောင်ရောက်ကြိုးစားမယ်ဒါအဲ့ဒီထီအောင်ကြိုးစားဖို့လိုတယ်ကျန်တဲ့တွေကတော့သူ့တော်ဝအတိုင်းရင့်ကျက်လာတဲ့အခါအတွေးခေါ်လေးတွေပြောင်းလာတာပဲဖြစ်တယ်အထူးအားထုတ်ရတာမဟုတ်ဘူးဒါပဲအနိစ္စဒုက္ခအနတ္တပဲအထောက်တာပြန်အဲ့တော့ဝိပဿနာလမ်းကြောင်းတော့ရိပ်စားမိလာပါပြီအဲ့ဒါတော့ဆိုရင်ဝိပဿနာဆိုတာအဲ့ဒါလိုလောက်ရမှာဖြစ်တယ်ကိုယ်တဏ္ဍမှာအဲ့ဒီအသိဉာဏ်นี่ဖြစ်မှကိုကျင့်တဲ့လမ်းစဉ်မှန်ကန်တာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့အလုဟာမြတ်စွာဘုရားဟောတဲ့တဏ္ဍသင်္ခယဝိမု ക്ത ရှင်မောက္ကလံကျင့်တဲ့ဝိပဿနာကျင့်စဉ်တရားမင်းကြီးကိုဟောတဲ့ဝိပဿနာကျင့်စဉ်ဒီသုတ္တံကိုရှင်းခံပြီးတော့တွေ့တာမှုကင်း၍လွတ်မြောက်ခြင်းဆိုတာဖြစ်အောင်တွေ့တာမှုကင်းအောင်ချင်းချန်ကြိုးကိုပွားများအထောက်နိုင်ကြပါစေကုန်သတည်း